မင်္ဂလာပါဒေါက်တာကောင်းမြတ်ပါကျွန်တော်ဒီလတွေထဲမှာဒီခရီးသွားတာတွေလည်းများတယ်ပေါ့နော်နေပူတွေလည်းသွားရတယ်နောက်ပြီးတော့ဒီ Christmas နဲ့ New Year မှာကျွန်တော်ဘုံလုံးပွဲတွေကလည်းညဘက်ကောင်းတော့ပေါ့နော်ကျွန်တော်အေးရေးပြတ်တာတွေရှိတယ်ပေါ့အဲ့လိုအေးရေးပြတ်တာတွေနေပူတာတွေမိလာရင်ကျွန်တော်ကအသားရည်ရညိုညင်းညင်းနဲ့ရေဓာတ်ခန်းချောင်းတလူမျိုးအများအားခံစားရတယ်နောက်ပြီးတော့နေ့လည်နေကင်းစေကန်းထိုင်ပြန်တော့လေမျက်နှာအစီပြန်သလိုကြီးနဲ့အဲ့လိုအစီပြန်လာရင်ချွေးပေါက်ကျဲသလိုခံစားရတာပေါ့နော်ဒါလူတိုင်းဖြစ်မယ်တင်တယ်ကျွန်တော်တို့လည်းဖြစ်ပါတယ်အဲ့လိုအချိန်တွေမှာကျွန်တော်ဂရုစိုက်ပြီးတော့ PPCC ပိုသုံးပေးဖြစ်တဲ့ skin care ပစ္စည်း3မျိုးရှိတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ကဒီ Golden Trio skin care 3မျိုးဆိုပြီးတော့တင်စားခေါ်ထားတာပေါ့နော်အဲ့3မျိုးကဒီလိုအချိန်တွေမှမဟုတ်တာမန်အချိန်မှာသုံးလဲအကျိုးများတဲ့ skin care 3မျိုးဖြစ်ပါတယ်အဲ့တော့အဲ့ skin care ingredient ပစ္စည်း3မျိုးနဲ့ပေါ့နော်ကျွန်တော်သုံးတဲ့ဒီ skin care brand လေးတွေကိုပါတခါတည်းဒီမှာ sharing ပြုလုပ်ပေးခြင်းပါတယ်ပထမဆုံးပြောချင်တဲ့ ingredient ကတော့ AHA ပေါ့နော် glycolic acid ပေါ့သူကတော့ exfoliator အမျိုးအစားဖြစ်တယ်ကျွန်တော်မျက်နှာညွှန်ညစ်ပြီးတော့အမွှဲကြောက်ဖြစ်နေတယ်ဆိုရင်ဒီဆဲအသေးတွေကိုဖယ်ရှားပြီးတော့အသားရည်ကိုကြည်လင်စေမဲ့အမျိုးအစားပေါ့နော်အဲ့တော့ AHA glycolic acid ပါတဲ့အမျိုးအစားတွေထဲမှာဆိုရင်ကျွန်တော်အရင်ဆုံးမျက်နှာသစ်ပေါ့မျက်နှာသစ်မှာဆိုတော့ဒီ AHA clean မျက်နှာသစ်လေးသုံးဖြစ်တယ်သူတော့အထူးသဖြင့်ကတော့ညဘက်ပဲသုံးဖြစ်တာများပါတယ်နောက်တစ်ခုကတော့ serum ပေါ့နော် serum မှာဆိုလဲဒီ L'Oreal glycolic bright ပေါ့နော်သူ့မှာလည်း glycolic acid ပါတယ်ဒါကတော့ကျွန်တော်ညတိုင်းမသုံးဖြစ်ဘူးတညာချာ2ညချာလောက်ပဲများသောအားဖြင့်သုံးတယ်ပေါ့နော်ကျန်တဲ့ညတွေမှာသုံးတဲ့ serum လည်းကျွန်တော်ဆက်ပြောပေးပါမယ်အဲ့တော့ဒီ skin care အမျိုးအစားတွေကတော့ glycolic အပြင်းကြီးမပါဘူးပေါ့နော်ဒီမိနစ်တစ်မှာဆို 2% ပဲပါတယ်ဒီကောက်မှာဆို 1% လောက်ပဲပါတာပေါ့ဒါပေမဲ့ကျွန်တော်ဆေးကန်းမှာလည်း2ပတ်တစ်ခါလောက်ပေါ့ဒီ glycolic AHA peeling လုပ်ဖြစ်တယ်ဆေးကန်းမှာလုပ်တဲ့ peeling ကတော့နည်းနည်းလေးပိုပြင်းတာပေါ့နော် 30% နီးပါးလောက်ရှိတာပေါ့ဒီတော့နံပါတ်1က AHA glycolic acid ဒုတိယမျိုးစားတော့အားလုံးရှင်းနေပြီးသားဖြစ်မှာပါဘာလဲဆိုတော့ niacinamide ပေါ့niacinamide ကတော့အမဲစက်တွေလည်းတက်တာစေတယ်အသားကြည်စေတယ်ချွေးပေါက်လည်းကောင်းတယ်သူကအစီပြန်လည်းထိန်းတယ် skin barrier ကောင်းတယ်စသဖြင့်ပေါ့နော်သူကတော့ all rounder skin care ingredient တစ်မျိုးပေါ့အဲ့တော့ကျွန်တော် niacinamide ကိုဘယ်လိုပစ္စည်းတွေကယူလဲဆိုတော့ပထမဆုံးကတော့ဒီ Cetaphil gentle cleanser မျက်နှာသစ်ပေါ့နော်ကျွန်တော်မနေ့တိုင်းထားနေပဲတစ်တယ်အရန်ကြိုက်လို့ဘူးကြီးတောင်ဝယ်ထားတယ်ပေါ့နော်သူမှဆိုရင် niacinamide vitamin B5 တို့နောက်ပြီးတော့ဒီ glycerin တို့ပေါ့နော်အဓိကတော့အဆိုတက်ဖြစ် gentle cleanser အမျိုးအစားပါပဲပြီးတော့ရင်တော့ serum ပေါ့ serum မှာဆိုရင်တော့ဒီ blanket serum ပေါ့နော်သူမှ niacinamide 10% နဲ့ zinc ပါတာပေါ့ဘာနဲ့တူလဲဆိုတော့ဒီ ordinary niacinamide serum နဲ့တော်တော်လေးformula တူပုံစံတူပါတယ်ဒါနဲ့ကျွန်တော်ဒါလေးကြိုက်လို့လောဆယ်သုံးနေတာပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်ညာဘက်အများစုသုံးဖြစ်တဲ့ serum အမျိုးအစားပေါ့နော်ဒါကတော့ Bioderma ရဲ့နောက်ဆုံးထွက် series တွေက Hyalu serum လေးပေါ့သူ့ကိုဆိုရင်ကျွန်တော်အထူးသဖြင့်ဒီ glycolic bright မသုံးဖြစ်တဲ့ညတော်တော်များများမှာသူ့ကိုပဲသုံးဖြစ်တယ်သူ့မှာအဓိက niacinamide နဲ့ hyaluronic acid ပါတယ်ပေါ့နော်အဲ့တော့နောက်ဆုံးကျွန်တော်ပြောချင်တဲ့ ingredient ကတော့ဒီ hyaluronic acid ဖြစ်ပါတယ်hyaluronic acid ကတော့အဓိကရေဓာတ်ဖြည့်ဖို့ပေါ့နော်သူက humectant ရေဆွဲတဲ့ moisturizing မျိုးစားဖြစ်တယ်အသားရည်ကိုပူပူအီလေးဖြစ်စေတဲ့သဘောရှိတာပေါ့ဒီ niacinamide နဲ့ hyaluronic acid နှစ်မျိုးလုံးပါတဲ့ serum ပြင်အဓိကသုံးတာတော့ moisturizer ပေါ့နော် moisturizer မှာဆိုရင်မနက်ပိုင်းမှာဆိုရင်ဒီ ordinary ရဲ့ natural moisturizing factors plus HA ဆိုတာ hyaluronic acid ပါတဲ့ဒီ moisturizer လေးကိုမနက်ပိုင်းတော်တော်များသုံးပြတယ်ညဘက်လည်းအသုံးများပါတယ်ဒါပေမဲ့ဒီ glycolic bright serum သုံးတဲ့ညတွေမှာဆိုရင်တော့ CeraVe ရဲ့ moisturizing cream သို့မဟုတ် lotion လေးကိုပို့ပြီးတော့သုံးပြတယ်ပေါ့နော်ဒီ skin care ingredient 3မျိုးကတော့ကျွန်တော်လက်ရှိ PPCC 3ဖြစ်နေတဲ့ Golden Trio skin care ပစ္စည်း3မျိုးပေါ့နော်